2026 ခုနှစ် FIFA ကမ္ဘာဖလားပြီးမှာအနားယူနိုင်တဲ့ထိပ်တန်းကစားသမား9ဦးကတော့ဒီစီရင်မှာနံပါတ်1နေရာကိုတည်အားတင်သွားပါလိမ့်မယ်။နံပါတ်5 Luka Modric ကွင်းလက်ကစားသမားနဲ့ဘောလုံးတန်တာကြီးဟာ Real Madrid နဲ့ Croatia အသင်းတို့နဲ့သူမယူနိုင်လောက်အောင်ကောင်းမွန်တဲ့ကစားသမားဘဝတစ်ခုပြီးမှလှပတဲ့ဘောလုံးလောကကိုနောက်ဆက်ဖို့ပြင်ဆင်နေပါတယ်။သူဟာ2018ခုနှစ်မှာ Croatia အသင်းကို FIFA ကမ္ဘာဖလားဗိုလ်လုပွဲကိုဦးဆောင်ခဲ့ပြီး2022ခုနှစ်မှာတတိယနေရာရရှိအောင်ကူညီပေးခဲ့ပါတယ်။ကမ္ဘာသဝင်းကဘောလုံးပရိသတ်တွေကဝမ်းနည်းစရာတဲ့ပါ။နံပါတ်4နေမာဂျူနီယာဘရာဇီးစူပါစတာဟာ2026ခုနှစ် FIFA ကမ္ဘာဖလားပြီးရင်အနားယူနိုင်ပါတယ်။နေမာဟာသူ့ရဲ့အံ့အားဖွယ်ကောင်းတဲ့ကြွမ်းကျင်မှုဖန်တီးနိုင်စွမ်းတဲ့ဂိုးတွေနဲ့ဘောလုံးပရိသတ်တွေကိုနှစ်ပေါင်းများစွာဖျော်ဖြေခဲ့ပါတယ်။သူဟာတကယ်ကိုစိတ်လှုပ်ရှားစရာအကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ပါ။နံပါတ်3 Son Heung-minတောင်ကိုရီးယားအသင်းကောင်းဆောင်တဲ့ Tottenham တန်တာကြီးဟာဘောလုံးလောကကိုနှုတ်ဆက်ဖို့အသင့်ဖြစ်နေပါပြီ။ဆွန်ဟာခန်းစစ်ကစားသမားတွေကိုကြောက်လန့်စေခဲ့ပြီးသူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာမရေမတွက်နိုင်တဲ့ဂိုးတွေသွင်းယူခဲ့တဲ့အန်မကန်တောင်ပန်ကစားသမားတစ်ယောက်ပါ။ဘောလုံးပရိသတ်တွေဟာသူကစားတာကိုလွမ်းဆွတ်နေကြမှာသိရှာပါတယ်။စမလုခင်မှာတိမစ်နှစ်ဖင်ကိုနှစ်ချက်နှိပ်ပြီး follow ခလိုကိုနှိပ်ပြီးအောက်မှာမှတ်ချက်ရေးပါ။2026ခုနှစ် FIFA ကမ္ဘာဖလားကိုဘယ်သူအနိုင်ရမယ်လို့ထင်ပါသလဲ။ like အများဆုံးရတဲ့မှတ်ချက်ကအငင်းပွဲကိုအဆုံးသတ်ပေးပါတယ်။နံပါတ်2 Lionel Messi ပရိသတ်အများစုက2026 FIFA ကမ္ဘာဖလားဟာ Messi ရဲ့နောက်ဆုံးပြိုင်ပွဲထင်နိုင်တယ်လို့ယုံကြည်ကြပါတယ်။အာဂျင်တီနာကန်တဝင်းဘာစီလိုနာကျယ်ပွင့်ဟောင်းနဲ့အင်တာမိုင်ယာမီအသင်းကောင်းဆောင်ဟာဘောလုံးလောကမှာအရာအားလုံးနှိပါအောင်မြင်ခဲ့ပါတယ်။ပြိုင်ပွဲအပြီးမှာသူအနားယူခဲ့ရင်မမင်းနိုင်စရာခေတ်တစ်ခုရဲ့အဆုံးသတ်ကိုအမတားပြုမှာပါ။နံပါတ်1ဒီဘောလုံးကန်တဝင်းရဲ့အနားယူမှုကတကဘာလုံးကိုအားတင်စေမှာပါ။နေရာတိုင်းကပရိသတ်တွေကသူဘောလုံးလောကကနေထပ်သွားတာကိုမြင်ရင်ဝမ်းနည်းကြေကွဲကြမှာပါ။ဒီကစားသမားကဘယ်သူလဲဆိုတာသိလား။သူ့နာမည်ကို comment section မှာရေးပါ။